မင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေလောကကြီးမှာမရှိတဲ့စကားကိုမပြောရမကြားရပဲနဲ့ရင်ထဲမှာပီတိအပြုံးနေတဲ့အတူတရားနှလုံးသွင်းနိုင်ပြီးမြတ်သောတရားထူးသောပါရမီနှင့်အတူနိဗ္ဗာန်ရောက်ရှိစေမဲ့လမ်းကြောင်းတွေကိုကိုယ်တိုင်မြင်နိုင်သောသူဖြစ်ပါစေတပါးသောသူကိုလည်းလမ်းညွှန်ပြသနိုင်သောသူဖြစ်ပြီးအပူတွေကင်း၍အေးချမ်းခြင်းအစစ်အမှန်တွေနဲ့အတူဘဝကိုရှေ့ဆက်သွားနိုင်သောပုဂ္ဂိုလ်တွေဖြစ်ကြပါစေခொနည်းသားသမီးကိုပေးကမ်းစွန့်ကြဲနိုင်တဲ့သူအမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်တော်သူ38ဖြာမင်္ဂလာတရားတော်နဲ့အညီဆွေမျိုးညာတိကာတွေကိုပေးကမ်းကျွေးမွေးနိုင်တဲ့လက်တစုံဖြစ်ပြီးတော့တထေးလေးဦးကဲ့သို့ပေး၍မကုန်လူ၍မခန်းအမြဲတမ်းစိတ်သွားတိုင်းကိုပါဒါနပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေအပူပင်တွေအားလုံးကိုခွာချနိုင်ပြီးအေဂျင့်မှုအစ်စ်တွေနဲ့အတူရှင်သန်နေတဲ့နေ့ရက်တွေဟာတန်ဖိုးရှိတဲ့နေ့ရက်တွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချိုကဥစွာပထမအဆုတောင်းမြတ်တာပို့တာပေးပါတယ်ဘဝကြီးမှာငွေကြေးနဲ့ပတ်သက်တဲ့အပူတွေကိုလူတွေအားလုံးကရင်ဆိုင်ကြရပါတယ်ငွေအပူတွေငြိမ်းဖို့အတွက်ကိုမြတ်စွာဘုရားရှင်ထံမှာဆုတောင်းနေတာတဲ့မိမိကိုယ်၌ကိုကလောဘတတ်နိုင်ပြီးစစ်မှန်သောတရားကိုနှလုံးသွင်းနိုင်ပြီးလူတစ်ယောက်မှာရှိတဲ့ပုံများသောလောဘတွေကိုဥပက္ခပြုနိုင်တဲ့ပုံကိုယ်တွေဖြစ်ပါစေလို့လည်းဆုတောင်းမြတ်တာပို့တာပေးပါတယ်အခုကျွန်တော်ကစနေသားသမီးတွေအတွက်ဟောစတန်လေးကိုဟောမှာဖြစ်ပါတယ်6လပိုင်းအတွင်းမှာစနေသားသမီးတွေဟာအမိုက်ကရွှေဖြစ်ဆိုသလိုပဲကိုမထင်မှတ်ထားတဲ့အရာတွေကိုမမျှော်လင့်ထားတဲ့အရာတွေကိုလုံးဝမထင်မှတ်မတွေးထင်ထားတဲ့အရာတွေကနေပြီးတော့တန်မိုးကြီးတဲ့အရာတွေအဖြစ်ပြောင်းလဲလာပြီးကိုချက်ချင်းလက်ငင်းဆိုသလိုအကျိုးပြုပါလိမ့်မယ်ကိုနဲ့ပတ်သက်တဲ့မိသားစုဝင်တွေကိုနဲ့ပတ်သက်တဲ့လွတ်ဖော်ကိုင်ဘက်တွေစီကကိုထူးကဲတာလွန်သောတည်င်းကောင်းတွေအကျိုးပြုတာကိုကြားရပါလိမ့်မယ်တမိုးအောင်နေမိသားစုဝင်တွေကတရယောက်ကရက်ဝေးခရီးသွားစရာကိစ္စတွေပေါ်ပြီးအဲ့ဒီရက်ဝေးကနေကောင်းသောတည်င်းတွေနဲ့အတူကိုစိတ်ချမ်းသာစေလိမ့်မယ်ကိုလည်းရက်ဝေးကိုခရီးသွားနိုင်တော်သူရက်ဝေးကိုတည်င်းပေးပို့နိုင်တော်သူတည်င်းကောင်းဖန်တီးနိုင်တဲ့သူဖြစ်လာပါလိမ့်မယ်ရင်နဲ့ပတ်သက်ပြီးတော့ရင်ပစ္စည်းအသစ်ဝင်လိမ့်မယ်ဆက်နဲ့ပတ်သက်ပြီးတော့မှမိမိတို့အိမ်မှာရှိနေတဲ့စက်ပစ္စည်းအဟောင်းတွေကတခုခုပျက်စီးတာမျိုးတွေဖြစ်စေတတ်တယ်အသစ်ဝင်အဝင်တော်တယ်သို့ပေမဲ့အဟောင်းပျက်စီးတဲ့အခါပြန်ပြင်တာမျိုးတွေကိုကတော့6လပိုင်းထဲမှာမလုပ်ပါနဲ့အိမ်မှာရှိတဲ့စက်ပစ္စည်းအဟောင်းတွေကို6လပိုင်းမှာပြင်ဆင်ခြင်းအားဖြင့်အိမ်မှာလူဝင်လူထွက်ရှိတာမျိုးတွဲထွက်တန်ယိုဖြစ်တာမျိုးလေးတွေဖြစ်စေတတ်တယ်လို့ပြထားတာပါစနေသားသမီးတွေကစီးပွားရေးလက်လာပေါင်းအရာကတော့6လပိုင်းအတွင်းမှာ12ရက်နေ့မတိုင်ခင်ထိရှားရဖွေရအနှဲငယ်ကြက်တဲခြင်းလက်လာပါပိတ်ခြင်းဆိုတဲ့အကြောင်းတရားတွေကိုကြုံတွေ့ရမယ်12ရက်နေ့ကိုကြော်ပြီးသွားရင်တော့ရှာလို့ဖွေလို့ကောင်းခြင်းလက်လာပါရွှင်ခြင်းကြီးပွားချမ်းသာခြင်းဆိုတဲ့အကြောင်းတရားတွေကိုကြုံတွေ့ရပါလိမ့်မယ်အထူးသဖြင့်စနေသားသမီးတွေကပုံမှန်အစားအစာမှုပဲတမူထူးတဲ့အစားအစာလေးတွေကိုဖုန်ကြီးဆွလောင်းတာမျိုးဖျားဆွတော်တင်တာမျိုးတွေလုပ်သင့်ပါတယ်ပြောရမယ်ဆိုရင်တော့တမူထူးတဲ့အစားအစာဆိုတာကိုပုံမှန်စားနေကြမဟုတ်တော့အစားအစာလေးတွေပေါ့ဥပမာကိုကနေတိုင်းထမင်းနဲ့ပဲပြုတ်စားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုပဇွန်တို့ဟင်းကတ်တာမျိုးကြက်သားကြော်ကတ်တာမျိုးကိုမိသားစုစားနေကြအစားအစာမဟုတ်တော့အစားအစာတွေကိုဘုံကြီးဆွမ်းလောင်းတာတွေဘုရားကတ်တာတွေပြုခြင်းအပြင်စနေသားသမီးတွေရဲ့ပုံမှန်ရနေတဲ့အခွင့်အလမ်းကံတရားအထောက်ပံ့တဲ့မတူညီတဲ့အကြောင်းတရားတွေကိုရရှိစေတတ်ပါတယ်မိတ်ဆွေပေါင်းတဲ့အသက်တွေပေါ်လိမ့်မယ်မိတ်ဆွေအသက်တွေကအကျိုးပြုမယ်မိတ်ဆွေဟောင်းတွေနဲ့ကတော့နားလည်မှုလွဲပြီးတော့စကားများရတတ်ပါတယ်စနေသားသမီးတွေကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းမလေးပဲဖြစ်ဖြစ်6လပိုင်းအတွင်းမှာမိန်းမတွေနဲ့ပြဿနာတက်ကဲမိန်းမတွေနဲ့ခိုက်ရန်ဒေါသဖြစ်ကိန်းရှိတယ်လို့ပြတယ်စနေသားသမီးတွေရဲ့ကျန်းမာရေးအညံ့အနှဲငယ်ဖြစ်တတ်တယ်လို့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဝိဒနာအချို့ဖြစ်စေတတ်တယ်လို့ပြထားတာပါစနေသားသမီးတွေကိုဒီနှစ်မှာအကျိုးပြုကုန်ကအင်္ဂါနံဖြစ်တော့စံစီစားဆေးဆက်စနေနံဖြစ်တော့တထတဒနာဒူရင်းသီးငကမောက်သီးနက်နက်သီးထင်းဒီအဲ့ဒါတွေကစနေသားသမီးတွေကိုအကျိုးပြုစေပါလိမ့်မယ်ခင်ဗျာလူပြိုလူလွတ်စနေသားသမီးတွေက6လပိုင်းအတွင်းမှာအိမ်တော်ရဲ့သားကြတာမျိုးချစ်သူခင်သူရတာမျိုးဘဝကျင်ပေါ်တွေ့တာမျိုးအရင်အဆုံးလူသားတန်ရောစင်အရှိရဆုံးသောသူသားတွေ့တာမျိုးကိုဖြစ်စေတတ်ပါတယ်အိမ်တော်တဲ့စနေသားသမီးတွေကတော့ဗုဒ္ဓဟူးသားသမီးတို့တနင်္လာသားသမီးတို့နဲ့ပတ်သက်ပြီးငိုကယူရတတ်ပါတယ်ငွေကံမကောင်းမဲ့ပိတ်နေတဲ့လက်လာပါတွေပွင့်လန်းဖို့ဆိုရင်တော့ဖះကိုငွေတီးလူတာတွေနွားနို့လူတာတွေယာကုလူတာတွေလုပ်တင်ပါတယ်အယောင်းဝယ်လုပ်နေတဲ့စနေသားသမီးတွေကတော့အယောင်းဝယ်ကံကောင်းစေဖို့အတွက်ကို
ကိုအုံသားပတိနဲ့ပတိစိတ်ဓာတ်တွေညောင်ထောက်တာတွေဆွန်းဆန်စိမ်းလောင်းတာမျိုးတွေလုပ်တင်ပါတယ်ရောင်းမဝယ်မဖြစ်ခြင်းအယောင်းဝယ်အတွက်ငွေကြေးရင်းနှီးမြှုပ်နှံ၍မရခြင်းအယောင်းဝယ်နဲ့ပတ်သက်ပြီးတော့စိတ်ကတိကအောက်ဖြစ်ခြင်းတွေအနှဲငယ်ဖြစ်ဖို့ရှိတယ်လူမျိုးခြားနဲ့ပတ်သက်ရင်အနှဲငယ်တော့ကပေးစေတတ်ပါတယ်စနေသားသမီးတွေကအပူမကြာခဏဆိုသလိုပူပါပြီးတော့အဲ့ဒီအပူတွေကိုဖြည့်ရှင်းဖို့အတွက်နီလန်းအရှာခတ်တာမျိုးတွေဖြစ်စေတတ်ပါတယ်မိမိမှာအကျိုးပေးအယောင်ကအဝါရောင်အနီရောင်မိုးပြာရောင်ခဲရောင်တွေကအကျိုးပေးအယောင်ပါလက်ပိတ်စေတဲ့အစားအစာတွေကတနင်္လာနံနဲ့ပတ်သက်တဲ့အစားအစာတွေကလက်ပိတ်စေပါတယ်ကြာသပတေးနံနဲ့ပတ်သက်တဲ့အစားအစာတွေကလက်ပိတ်စေပါတယ်ကြာသပတေးနံနဲ့ပတ်သက်တဲ့အစားအစာတွေထဲမှာပြောင်းမှုစားမိလို့ရှိရင်စနေသားသမီးတွေကလက်လာပါပို့ပြီးတော့ပိတ်စေတတ်တယ်လို့ပြထားတာပါ6လပိုင်း12ရက်နေ့ကျော်ရင်လက်ရွှင်မယ်မိတ်ဆွေနဲ့ပတ်သက်တဲ့အကျိုးပြုမယ်စက်ပစ္စည်းနဲ့ပတ်သက်တဲ့အကျိုးပြုမယ်6လပိုင်းထဲမှာစတေသားသမီးတွေထီချဲပေါက်တာမျိုးငွေအထုပ်ထဲဝင်တာမျိုးဖြစ်စေတတ်ပါတယ်လူမျိုးခြားနဲ့ပတ်သက်ရင်သတိထားဖို့လိုသလိုတမိုးအောင်နေမိသားစုဝင်တွေကမုံနှမသားချင်းအမအမေအတော်အစရှိတဲ့မိုးချင်းတွေကအမျိုးသမီးတွေရဲ့အပူပေးခြင်းကိုခံရနိုင်တယ်လို့ပြထားတာပါခင်ဗျာလာကစားသမားစနေသားသမီးတွေကတော့ယာရုကုံဒရတက်တာမျိုးလူကြီးလူခင်ပေါ်တာမျိုးချစ်သူခင်သူပေါ်တာမျိုးတွေဖြစ်စေတတ်ပါတယ်အင်္ဂါနံဖြစ်သောစက်ပစ္စည်းနဲ့ပတ်သက်ရင်အဝင်အထွက်လေးတွေတစ်ချက်ခရူးဆိုင်အသစ်ဝင်တော်ပြီးတော့အဟောင်းကတော့အပျက်စီးယိုယွင်းမှုတွေများပြီးလူကိုခိုက်စေတတ်တယ်ဆိုတဲ့သဘောလေးတွေပြထားတာပါအင်္ဂါသားသမီးနဲ့ပတ်သက်လို့ရှင်တဲ့တစ်ချက်သတိထားဖို့လိုအပ်ပါတယ်စနေသားသမီးတွေရဲ့ကျန်းမာရေးကောင်းဖို့အတွက်ကို9ကြော်နဲ့ကောင်းချင်းပေါင်းနဲ့ဘုန်းကြီးဆွမ်းလောင်းတဲ့ကုသိုလ်ဌာနလေးတွေလည်းလုပ်တဲ့နယ်လို့ပြထားတာပါစနေသားသမီးတွေမှာရှိနေတဲ့အဆိုးတွေကိုပျောက်ပြီးတော့အကောင်းနေနဲ့ရှင်သန်စေနိုင်ဖို့အတွက်ကိုအိမ်ကကိုးကွယ်ထားတဲ့မြတ်စွာဘုရားရှင်ကိုလက်ဖက်ထမင်းကတ်လူတာတွေလက်ဖက်ကတ်တာတွေကြောက်ဖြူယူကတ်တာမျိုးတွေလုပ်တင်ပါတယ်မြောက်ရက်နဲ့အနောက်မြောက်ရက်တွေကမသွားတဲ့အရက်တွေသားတွေပါဂါထာမန္တန်တော်အနေနဲ့ကတော့စိန်တာမဏိဂါထာအိဆာတယဂါထာနဲ့သမုဒ္ဓိဂါထာတို့တွေကိုရွတ်ဖတ်တရဆယ်ရမှာပါခြုံပြီးပြောရရင်စနေသားသမီးတွေက6လပိုင်းမှာကောင်းတဲ့အချက်ကလေးတွေများတယ်12ရက်ကျော်ရင်ပိုကောင်းပါလိမ့်မယ်စနေသားသမီးတွေကရဝေးကသတင်းကောင်းကြားရတတ်တယ်ထီချဲပေါက်တာမျိုးအမွေနဲ့ရတာမျိုးဖြစ်တတ်တယ်အမိုက်ကရွှေဖြစ်ဆိုသလိုမျိုးမထင်မှတ်ထားတဲ့နေရာကပတ်စံပြောင်းဝင်တတ်တယ်ပေါင်နံထားတဲ့ရွှေတို့ရွှေစားလေးတွေဝေဖို့ရှိပါတယ်ဒါကတော့စနေသားသမီးနဲ့ပတ်သက်တဲ့အဆိုးအကောင်းအကျိုးအကြောင်းလေးတွေပါတိတ်အဆိုးကြီးမဖြစ်ဘူးလို့ပြောရမှာပါပဲ6လပိုင်းမှာစနေသားသမီးနဲ့အတူ9ရက်သားသမီးအပေါင်းအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေပြည့်စုံပြီးတော့လိုဟာဆန္ဒတွေတစ်လုံးတစ်ဝကြီးပြည့်စုံနိုင်ကြပါစေကျွန်တော်ခွန်သားချိုအခါတော်ပေးထားသောတချို့သောဖရာရရများကိုလုတ်တိုင်တလောက်လူဒန်းပေးကမ်းလုတ်ကင်ခြင်းအားဖြင့်စနေသားသမီးအပေါင်းကံကောင်းပါစေသာလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ